ဒီ printer လေးကတော့ Green PP06 portable 3.5 receipt printer လေးပါဗျာဒီ printer လေးကကြတော့ကုန်စုံဆိုင်အယောင်းဆိုင်များအတွက်3.5အယောင်းပေါက်ချထုတ်ရန်အတွက်အလိုသုံးတဲ့ printer လေးပဲဖြစ်ပါတယ်ဒီ printer လေးကို1000လုပ်ပြပေးပါမယ်ဒါကြတော့printer လေးပါဒါကြတော့ Android phone tablet Windows computer နဲ့ချိတ်ဆက်ပြီးတော့အယောင်းပေါက်ချလေးထုတ်လို့ရပါတယ်သူကတော့အရင်ပုံနှမ်းမတူပေါ့နော် screen လေးပါလာတယ်ပေါ့နော်ဒီကကြတော့အာတွင်ချိုတွေပါဒါလေးကတော့အာတွင်ကောင်းလေးပါဒီကသူကကြတော့ပုံစံပြောင်းသွားတာလို့နိဒါအရင်တော့ကျိုးဘက်ထရီပေါ့နော်အခုကဘက်ထရီအသုံးလေးဖြစ်သွားတယ်ဗျပိုကောင်းသွားတယ်ဗျဒီနောက်ကိုဖွင့်လိုက်မယ်ပြီးတော့သူ့ဘက်ထရီများတက်ပုံလေးကဒီလိုလေးဟုတ်ပြီပြီးရင်အဖုံးလေးပြလိုက်မယ်ဆိုရပါပြီဘက်ထရီတက်ပြီးသွားတဲ့အချိန်မှာပါဝါမဖွင့်တဲ့အချိန်မှာစာရွက်ထည့်ပုံလေးရှင်းပြပေးပါမယ်အရင်ဆုံးဒီ printer လေးမှာဒီခုတ်လို့လေးပေါ့နော်plan လေးရှိလို့သုံးလိုက်မယ်ဆက်ယူမှာပါလာတဲ့စာရွက်တွေပေါ့နော်အစားအစာခဏထုတ်လိုက်မယ်paper ထည့်ပုံလေးကကျွန်တော်ပြထားတော့မိမိဘက်ကမျက်နှာမျိုးပါစာပုံလေးပေါ့နော်ခိုင်းငယ်ပုံထည့်ရင်မှားသွားပါလိမ့်မယ်ပါစာပုံလေးထည့်ပြီးတော့အစာလေးနည်းနည်းဆွဲထုတ်ပြီးတော့ဒီဟာလေးကိုပိတ်လိုက်ပါမယ်ပြီးပါဝါလေးကိုဖွင့်လိုက်ပါမယ်โอเคတွားကြတော့ပူကောင်းသွားတာ screen လေးပါသွားတယ်ပေါ့နော်လေးပါသွားတယ်အရင်ဆုံးဒီ printer လေးကို Android phone နဲ့ချိတ်ဆက်ပြီးတော့အယောင်းပေါက်ချလေးအစမ်းလေးထုတ်ပြပေးပါမယ်ဒါကကြ printer 001လို့ပေါ်လာတယ်ပေါ့နော်အဲ့မှာ printer okay printer 001ပေါ်လာပြီးဒီ printer ပုံလေးပေါ်မှာပဲလိုက်မယ်ပေါ့နော်မပေါ်သေးရင်မပဲပဲနဲ့ခဏဆောင်မယ်အနေနဲ့ချင်းအောင်ခဏဆက်တင်လိုက်မယ်ပြီးရင်ဒီ chat box လေးနဲ့ကို online ပဲပေါ့နော်ပြီးတော့သူ့ password တွေက3ည4လုံးပါဗျပြီးပါပြီဆိုရင်ကျွန်တော် Rivet ဆိုတဲ့ software တွေပေါ့နော်လူသုံးများတဲ့ free software တွေပါဗျအယောင်းဆိုင်စားသောက်ဆိုင်များတဲ့အသုံးပြုလို့ရပါတယ်ဒါ free software အနေနဲ့အသုံးပြုလို့ရပါတယ်ဒီ Rivet ကိုဖွင့်လိုက်မယ်ပေါ့နော်ပြီးရင် menu ထဲက setting printer sorry ဒီက internet menu printer ဒါပေမဲ့အောက်ထောက်မှာရှိတဲ့အပေါင်းလေးပေါ့အဲ့ဒါလေးကိုနှိပ်လိုက်မယ်printer name ကြီးကကြိုက်တာလေးပေးမယ်ပေါ့ဒီ printer လေးက brand ပေါ့နော်ပြီးရင် printer model မှာ ATA model ရွေးလိုက်မယ်ပြီးတော့ Ethernet မှာ Bluetooth ပြီးရင် slash printer 001ပေါ့နော်ပြီးတော့80 mini paper size က print receipt ဒါလေးဖွင့်ပြီးသွားတာ ਨੇ ကျွန်တော် print test ကိုစနိုင်မယ်ပေါ့နော်printer လေးရော test print လေးစထွက်သွားပါပြီအဲ့ဒါဆိုရင်တော့ဒီ printer လေးက Android phone နဲ့ချိတ်ဆက်လို့ပြီးသွားပါပြီပြီးသွားပြီကျွန်တော် save button လေးကိုနှိပ်လိုက်မယ်ဆိုရင်ရပါပြီကျေးဇူးတင်ပါတယ်